ဂတိဆိုတာစကလုံးတွေတတ်မဟုတ်ပါဘူးဂတိတွေကြားရတင်းငယ်တဲ့အရာလေးတွေလိုပါပဲစကလုံးတွေတတ်တခဏတာပြောလိုက်တဲ့အရာလေးပေါ့ဒါပေမဲ့တစုံတယောက်အတွက်တော့အဲ့ဒီစကလုံးတွေအရာအလုံးဖြစ်နေနိုင်တယ်ဂတိဆိုတာဂတိပါပဲလူတွေဒီလိုပဲလွယ်လွယ်ပြောတတ်ကြတာဘာမှမဟုတ်တယ်လို့ဘာလေးချိန်မှမရှိတယ်လို့မျိုးဒါမဲ့လေးချိန်ရှိပါတယ်တင်ထင်ထားတာလည်းပို့ပြီးတော့လေးချိန်ရှိပါတယ်ဘာလို့လဲဆိုတော့တင်တစ်ခုခုဂတိပေးလိုက်တဲ့အချိန်မှာတင်ကစကလုံးတွေကိုပဲပြောတာမဟုတ်ဘူးတစုံတယောက်ကိုတင်ကိုယုံကြည်ဖို့အကြောင်းပြချက်တစ်ခုပေးလိုက်တာပါမင်းလှုပ်ပေးမယ်လို့ပြောခဲ့တယ်လေသူတို့ယုံကြည်ခဲ့ကြတယ်စောင့်ခဲ့ကြတယ်မျှော်လင့်ခဲ့ကြတယ်ဒါသူတို့အားနေလို့မဟုတ်ဘူးတင်စကားတွေကသူတို့အတွက်အတိတ်ပဲရှိလို့ပါတကယ်တော့ဂတိတွေဆိုတာအများတန်းစူးစူးညံ့ညံ့ကျေလောင်ပြီးတော့မပေါက်ကွဲတတ်ဘူးတဖြည်းဖြည်းချင်းတိတ်တဆိတ်ပျောက်သွားတတ်တာပါလွဲချော်သွားတဲ့လူရတစ်ခုစင်ကြီးတစ်ခုနောက်မှလှုပ်လိုက်မယ်ဆိုတဲ့စကားတစ်ခွန်းအဲ့လိုနဲ့တနေ့မှယုံကြည်စရာဘာမှမကြံတော့ယုံကြည်မှုဆိုတာတစ်ခါတည်းပျောက်သွားတာမဟုတ်ဘူးနည်းနည်းချင်းစီပျောက်သွားတာပါဒါကြောင့်ငါဂတိပေးပါတယ်လို့ပြောမယ့်ချိန်မှာစဉ်းစားပါတင်တကယ်တည်နိုင်ပါလားဒီဂတိကိုတင်တကယ်တည်နိုင်ပါလားအဆင်မပြေတဲ့အချိန်တွေမှာခက်ခဲတဲ့အချိန်တွေမှာဘယ်သူမှသတိမပေးတဲ့အချိန်တွေမှာဒီစကားကိုဆက်ပြီးတည်နိုင်မလားဘာလို့လဲဆိုတော့ဂတိတည်ရဲဆိုတာအချိန်မှန်မဟုတ်ပါဘူးဒါရည်ရွယ်ချက်ပါဒါစူးစမ်းမှုပါပြီးတော့လေးစားမှုပါတကယ်ဂိမ်းဆိုင်တယ်ဆိုရင်နီလန်းရှာပါလိမ့်မယ်စင်ကြီးမရှာပါဘူးပြီးတော့တင်မတည်နိုင်ဘူးဆိုတာသိနေပြီဆိုရင်မဖြစ်နိုင်ရင်မပြောတာပိုကောင်းပါတယ်ဘာလို့လဲဆိုတော့တင်းအတွက်တော့ဒါစာကြောင်းတစ်ကြောင်းပဲဖြစ်နိုင်တယ်ဒါပေမဲ့တစုံတစ်ယောက်အတွက်တော့ဒါယုံကြည်မှုဖြစ်နိုင်တယ်မျှော်လင့်ချက်ဖြစ်နိုင်တယ်အရာအလုံးဖြစ်နိုင်တယ်ဂတိဆိုတာစကလုံးနဲ့တတ်မဟုတ်ပါဘူး